ဟုတ်တယ်ဆိုတော့အိုးထိတယ်ကောင်းတယ်တော်တော်ရိုက်ချက်တယ်ရောဘော်ဒီကက်ကိုလည်းထိတယ်ဟာတော်တော်လေးမိုက်ပါโอเคအားလုံးပဲမင်္ဂလာပါသူရစပေါ့ကနေကြိုဆိုပါရစေကျွန်တော်ဒါဒီပွဲကတော့ညက1 championship မှာဒါရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ဆွန်ရက်နဲ့ဒါတက်တူလက်တို့ရဲ့ပွဲစဉ်ကိုဒါမကြည့်ရသေးတဲ့အသူတွေအတွက်ပေါ့နော်ဒါကျွန်တော်တို့ပြန်နေပြီးတော့ဒါအတူတူကြည့်သွားမှာလည်းဖြစ်ပါတယ်โอเคဒီဘက်ကဒီဘောင်းမီအမဲရောင်ဝတ်ဆင်ထားတာတော့ဒါမြန်မာ fighter ဆွန်ရက်တစ်ဖက်ကအဖြူရောင်ကတော့ဒါ Thai fighter တက်တူလက်ပဲဖြစ်ပါတယ်အရက်ကတော့ brother တို့မြင်တဲ့အတိုင်းပဲဒါနည်းနည်းလေးတော့ကွာတယ်ပေါ့နော်နည်းနည်းလေးဆိုတော်တော်လေးသိတာပါတယ်body ကစကန်ထားတယ်တက်တူလက်ကတော့ဒါသူ့ရဲ့ဒီခြေတံလက်တံအာသာမှုကိုဟွာလုပ်ပြီးတော့ဒီအဝေးလောက်ကနေပေါ့နော်နည်းနည်းလေးခွာပြီးတော့ကစားတဲ့အနေအထားမျိုးကိုတွေ့ရတယ်ညနေတော့လှမ်းလိုက်တယ်မရအောင်တော့တဲ့ခြေတံလက်တံရှိတာတော်တော်လေးစကားပြောရတော်တော်လေးအားသာချက်ရှိတယ်ဟုတ်တယ်အိုးကောင်းတယ်body kick ကန်နေထားနေဒီ body shot ပြန်ပြီးနှိုက်တာဆိုတော့ကတော့ round 1မှာကလေးကဒီတိုက်ဆက်ပုံစံမျိုးနဲ့လိုက်ပြီးတော့ထိုးနေရတာပေါ့နော်ကောင်းတယ်တောက်လျှောက်ပဲတွဲလုံးနေတော့လက်တောင်နဲ့ဝင်ပြီးတော့ကြိတ်တာအဲ့လိုဖြစ်နေတာပွင့်တော့တုံပါပဲဟုတ်တယ် body kick body shot ထပ်နှိုက်ထားတယ်ဟုတ်တယ်တောက်လျှောက်ပဲတွဲလုံးနေအဲ့လိုဖြစ်ရမှာညံနေကွာသိရမှာလုံးဝလှက်ခနဲ့ဟုတ်တယ်ဆိုတော့ body shot နှိုက်ထားတယ်ဟုတ်တယ်ဆိုတော့ပဲကောင်းတယ်ဆိုတော့ကလုံးဝတော့တစ်ချက်ခံတာလည်းပြီးတော့ထောက်ရှော့လိုက်ပြီးတော့ဒီ body shot ဝင်နှိုက်တာလေတော်လေးမိုက်တယ်တွေ့လားလုံးဝအကျော်မခံကောင်းတယ်ဒီကောင် body kick တစ်ချက်ခံတာနဲ့ကိုက body shot 2ချက်3ချက်တော့ဒီတွဲလုံးနေထောက်ရှော့ဝင်ပြီးတော့နှိုက်တာအဲ့ပွင့်သွားတဲ့အချိန်မျိုးပေါ့နော်တော်တော်လေးကောင်းပါရဲ့စီဆွန်တို့ရဲ့ကစားပုံကဟုတ်တယ်ဆိုတော့ပဲbody shot တောက်ရှော့ပဲတွဲလုံးနေပုံမှန်ဆိုလို့ရှိရင်ဒီဆွန်ရက်ကကောင်တာကနေပြန်ပြီးတော့ဒီကစားတာများတယ်ပေါ့နော်ဒီဘက်မှာတော့လုံးဖိုက်တာကောင်းတယ်နောက်ပြန်ရဲ့ချက်တွေဒီနောက်ပြန်ရဲ့ချက်တွေကမြန်မာဖိုက်တာအများစုမှာတော့ကျွန်တော်တို့ဒါမြင်လာရပြီပေါ့နော်အရင်ကတော့တိုးလင်းထက်စီမှာပို့ပြီးတော့တွေ့ရတယ်အခုဆိုရင်ဒါနောက်ပိုင်းမြန်မာဖိုက်တာအများစုမှာတွေ့ရတယ်body shot တစ်ချက်ဝင်သွားတယ်Okay round 1တော့ပြီးသွားပြီပေါ့နော် round 1ကတော့ဒါ fighter 2ယောက်လုံးအနေနဲ့ဒါမစိုးဘူးဒါအရင်ကြီးတော့လေ quarter အနေထားမျိုးတော့မဟုတ်ဘူးเนาะဒီ body shot လိုက်တဲ့အပိုင်းမှာဆိုလို့ရှိရင်တော့ son ရက်ကပို့ပြီးတော့တာတာတွေ့ရတယ်တစ်ဖက်က fighter ကတော့ဒီ body kick တွေပို့ပြီးတော့ကန်တာပေါ့နော်ကောင်းတယ်တောက်လျှောက်ပဲလုံးဝကဘယ်လေတိကတော်တော်လေးမိုက်တယ် son ရက်ကကောင်းတယ်ဟေး body kick တွေဟုတ်တယ် body shot လုံးဝတော့တစ်ချက်ကန်တာနဲ့တစ်ချက်ဝင်နှိုက်တာအဲ့လိုဖြစ်ရမှာဒီတောင်းနေတတိထားရမယ်ဗျပူတဲ့ချိန်ညတော့ဟုတ်တယ်လုံးဝလုံးလို့မရအဲ့လိုဖြစ်ရမှာဟုတ်တယ် body shot body kick တွေ့လားတတော်နေတတိထားရမယ်လို့ပူတဲ့ချိန်ညတော်သေးရထိထိမိမိမရိုက်မိလို့ကောင်းတယ်ဘလော့တွေဟုတ်တယ်
တစ်ဖက်ကကြာပြခြေခံချက်ကိုပဲအသားပြုတ်ပြီးတော့ကစားရနော်ဆွန်ရက်ကိုလုံးဝဒီပတက်ဆန်ပြီးတော့မထိုးရဲဘူးဗျာအဲ့ဒါဆိုပေါင်စင်ပိုင်းမှာဒီဆွန်ရက်ကပို့ပြီးတော့ကောင်းတာလေပြီးတော့ဒီရိုဒူကမှလည်းတစ်ချိန်တွေ့ဘူးလေဆိုတော့ဆွန်ရက်ကအကြောင်းကိုသူကောင်းကောင်းချင်းသိရဗျာပထမတစ်ချိန်လည်းတွေ့ဘူးလေဆိုတော့အဲ့ဒါကြောင့်မို့ဒီဆွန်ရက်ကိုဒီသူ့ရဲ့ခြေတံလက်တံကိုပဲအသားပြုတ်ပြီးတော့ဒီ body kit တွေပေါ့နော်ခြေခံချက်ကိုပဲအသားပြုတ်ပြီးတော့ပွဲထွက်လာတာဟုတ်တယ် body shot အော်ဒီတောင်းလေးတောင်းထွက်လာတယ်ဘော်ရီကတွေ့လားခြေခံချက်ကြီးပဲလုံးဝခြေခံချက်ကြီးပဲလာခြေခံချက်ရဲ့ဒီပြူးလို့ရှိရင်သူတောင်လေးတွေတစ်ခါနှစ်ခါထုတ်သုံးတယ်ပေါ့နော်ဒီလောက်ပါပဲနောက်ကဒီဘောက်ဆင်ပိုင်းမှာတိတ်ပြီးတော့တောင်ကျွန်တော်မတွေ့ရဘူးပေါ့နော်ဟုတ်တယ်ဆိုတော့ကောင်းတယ်ဘော်ရီရှော့အော်ထိတယ်ဒီတစ်ချက်ကတော့တော်တော်လေးမိုက်တယ်ဗျာဘယ်တောင်ဝင်လာသေးရဲ့ဒီပွဲရတယ်ကျွန်တော်ဒါကြော်ကြီးလိုပဲပေါ့နော်ဆိုတော့ဒီတပွဲလုံးလိုက်ပြီးတော့ထိုးရတယ်ဒါပေမဲ့ကြော်ကြီးတော့မစိုးဘူးပေါ့ဗျာကြော်ကြီးနဲ့တွေ့တဲ့ကောင်ကတော့ဘုံမပတ်ပြေးနေပြီးပါအော်ကောင်းတယ်အဲ့လိုဖြစ်ရမှာပွဲရအဲ့မှာဘုံကညာဝတ်တစ်ချက်ဝင်တယ်ပြီးတော့ဘယ်ဝတ်တစ်ချက်ထပ်ဝင်တယ်ဘော်ဒီကအော်အဲ့မှာဒဲကြီးဟေးတယ်မလားဖြောင်းနေတဲ့တစ်ချက်ဝင်ပြီးတော့ဘယ်လက်တီးကထပ်ဝင်သွားသေးတယ်ပွဲကတော့လုံးဝတော့မကြည်ဝဲဖြစ်တာနဲ့ညီတော်တော်လေးမိုက်တယ် Okay round 2 ပြီပေါ့နော်2မှာဆိုတော့မစိုးဘူးဗျာဆွန်ရက်ကဟိုတာတယ်လို့တော့ကျွန်တော်ပြောထင်တယ်ပေါ့နော်တာတဲ့အနေထားမျိုးလို့ပြောလို့ရတယ်အော်ကောင်းလိုက်တာကွာဘယ်ဝိုက်ညာဝိုက်တွေလုံးဝဘောက်စင်ပိုင်းမှာမရှင်းနိုင်ဘူးလို့အဲကြောင့်ဒီဗဲကကောင်တာပုံစံမျိုးနဲ့ဒီခက်ခွာပုံစံမျိုးနဲ့ပေါ့နော်အခြေခံချက်ကိုအသားပြူတော့ပွဲထွက်လာဖြုတ်လိုက်စမ်းမှာအောက်တောက်တွေအားမျိုးတွေကအော်ကိုကဖြောရမှာကိုဖြုတ်ခံနေရတယ်ဟဲ့အဲ့အမှတ်တွေဗျာအမှတ်တွေဟုတ်တယ် body cap ဟုတ်တယ် body shot ကောင်းလိုက်တာဟေးထိတယ်ဟာအားကြအမချီကန်ချက်ကိုဘလော့လုပ်ပြီးတော့အဲ့မှာညာဝိုက်စက်ထိလေးထိမိတိတ်တော့မရှိလောက်ဆိုတော့ဒါနည်းနည်းလေးတော့ဒီမောလာတယ်လို့ပဲပေါ့နော်ခြေထောက်နဲ့ချိတ်ပြီးတော့လဲကောင်းတယ်ဟုတ်တယ်body shot မရဘူးဆုံးတော့လုံးဝမရဘူးတဲ့မလားဟောမရဘူးဆုံးမဒီ body kit တစ်ချက်ကန်လာနေဗျာသိမလားအဲ့မှာလက်သွားတဲ့နေရာမျိုးကနေဒီဆုံးရအနေနဲ့လုံးဝ body shot ကိုတောက်လျှောက်ဖေးညာရင်နှိုက်တာအဲ့ဒါလေးတော်တော်လေးသဘောကျဖို့ကောင်းတယ်ဟုတ်တယ် body shot နေတီတွဲလုံးမှာတော့လုံးဝမရဘူးကွာဆုံးရကတော်တော်လေးကိုကောင်းပါတော်တော်လေးတာတယ်ဟုတ်တယ်ဆိုရင်တော်တော်ကြီးကိုလိုက်ပြီးသိရမလားတော့မှသူ့အနေနဲ့ဒီ knock down တော့ကြောက်အောင်လုံနိုင်မှရမယ်ဆိုပုံစံမျိုးဖြစ်လာတာပေါ့နော်အဲ့ဒါဒီ decision ပုံစံမျိုးကိုကျွန်တော်သွားလို့မရဘူးကျွန်တော်သွားရတယ်ကျွန်တော်လက်မှာပေါ့နော်ဒါတော်တော်လေးလိုက်တယ်သိရမလားဟုတ်တယ်တောက်လျှောက်ပဲဆရာတော်ပတ်ပြေးနေ body shot ကျ
ကျွန်တော်တို့လည်းဒီတွဲလုံးတွေကအလုံးဖြစ်တည်တိုင်အောင်ပေါ့နော်ဒီတကယ်အဓိကကျတဲ့မျက်နှာဘိုင်းကိုပေါ့နော်ထိထိမိမိသိမရှိလာတာဗျအဲ့ဒါကြောင့်မလို့ဒီပွဲကသိပြီးတော့မလုပ်တာပေါ့နော်ဒီဆွန်ရဲရဲ့ပါဝါမျိုးနဲ့တစ်ချက်တော့ထိထိမိမိရှိရဆိုလို့ရှိရင်ကြာသွားနိုင်တယ်တော့တောင်းနေပါတယ်တောက်လျှော့ပဲဆွန်ရဲကတောက်လျှော့ကိုလိုက်လာတာကောင်းလိုက်တာကွာတကယ်လုံးဝကျွန်တော်တို့ဒါကြည့်ရလုံးဝမျက်နှာမငယ်ရဘူးဗျဂုံမငယ်ရဘူးဒါမျိုးကြတော့တော်တော်လေးကောင်းတယ်โอเคပွဲကတော့ပြီးသွားပြီပေါ့နော်ဟုတ်တယ်တူလေကောင်းတယ်အော်ဘယ်ဝိုက်အပြန်လဲဘယ်ဝိုက်ထိတယ်ဟေးโอเคအားလုံးပဲမင်္ဂလာပါသူရစပေါ့ကနေကြိုးဆိုပါရယ်ကျွန်တော်ဒီပွဲကလာမယ့်တောက်ကြနေ1 Championship မှာစုံတဲ့ရင်ဆိုင်ရမယ့်ဒါဝက်တီခရိုင်ရဲ့ပွဲချမ်းတစ်ပွဲကိုပြန်ပြီးတော့အကြည့်မှလည်းဖြစ်ပါတယ်ဆိုတော့ဒီပွဲကဒီဝက်တီခရိုင်နဲ့နောက်ပြီးတော့ဒီစုံတဲ့ရင်ဆိုင်ထိုးသက်ခဲ့ဘူးတဲ့ဒီတစ်တူလက်လို့ရှင်ပြန်ထိုးသက်ခဲ့တာပေါ့လေဆိုတော့အဲ့ပွဲကိုပြန်ပြီးတော့ကြည့်မယ်ပေါ့ဒီဘက်ကဒီအဖြူရောင်နဲ့အမဲရောင်ဝတ်ဆင်ထားတာတော့ဒါဝက်တီခရိုင်ပေါ့နော်ဒီတစ်ဘက်မှာထိုးရမယ်ဟိုဘက်ကဟာတော့ပြန်ပြီး fighter ဟောင်းတစ်တူလက်ဖြစ်ပါတယ်ဟုတ်တယ် body shot ဝင်လာတယ် fighter နေရာတော့ဒါအရက်အမောင်းကိုလုံးကိုထဲတော်တော်လေးကောင်းတဲ့အနေအထားမျိုးပေါ့နော်ဒါညီရလို့ပြောလို့ရတယ်ဟုတ်တယ်ဝက်တီခရိုင်ဒူတိုက်ထားတယ်ဘယ်ဝိုက်ညာဝိုက်တို့လွဲတယ်တက်တူလဲ body cap ဒီကောင်လေးကချီကန်ချက်ပါဝါဒီမှာတော်တော်လေးအားကောင်းတယ်ဗျအကောင်တော့ဟုတ်တယ် local ပိုင်ကန်ထားတယ်body shot တက်တူလက်ကတော့သူ့ရဲ့ပုံစံအတိုင်းပဲပေါ့နော်ပွဲတော်တော်များများကိုသူကဒီကောင်တာပုံစံမျိုးနဲ့ပို့ပြီးတော့ကစားတယ်ပြောရမယ်ဆိုကောင်တာအားတန်တဲ့ fighter ပေါ့ဟုတ်တယ် body kick ဟုတ်ကောင်းပါလေအောက်တော့ဖြုတ်ထားလုံးဝတော့တစ်ချောင်းလေးကိုသိမ်းကန်ပလိုက်တာဒါမျိုးဖြစ်နေရအောင်ဟုတ်တယ် local ပိုင်မယ်ဆိုတော့ဒီ Witty Crown ရဲ့ဒီလက်ရှိကျုံးဝမ်းထေးအောင် weight တန်းအနေထားကိုကြည့်မယ်ဆိုလို့ရှိရင် body ပိုင်းကိုကြည့်မယ်ဆိုရင်ဆိုတော့တော်တော်ကြီးကိုဒါကြီးမဲ့အနေထားမျိုးကိုကျွန်တော်တို့ကမြင်ရတယ်ဗောနော်ဆိုတော့အဲ့လောက်ထိခဏကိုမကြီးဘူးဗျာဒီကောင်လေးကဒါ weight ပြန်ဖြည့်တယ်တော်တော်လေးမြန်တဲ့အနေထားမျိုးမှာရှိရ weight တက်တာကြီးဟုတ်တယ် body kick Witty Crown ပဲ high kick ကန်ထားတယ်သူရဒီ ancient Thai fighter တွေဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝအခြေခံချက်တွေပဲအများဆုံးကျွန်တော်တွေ့ရတယ်။အိုးလွယ်တယ်ဟေးဝိုင်းလက်သေးကြီးဟုတ်တယ် body crime ပဲတတောင်းဟိုကရှေ့တထောင်လေးနောက်တထောင်လေးရောနော်ကျွေးတော့ကျွေးတာပဲအမေတိတ်တော့လုံးမဖြစ်သေးဘူးဟုတ်တယ် body kick ကန်ထားတယ်အိုးဘယ်ဝိုက်ကောင်းပါလေ okay round 1တော့ပြီးသွားပြီပေါ့နော် round 1မှာတော့ fighter 2ယောက်လုံးနေနဲ့ဟိုသူမသားကိုမသားတဲ့အနေအထားမျိုးလို့ပဲပြောလို့ရတယ်ဟုတ်တယ် Witty Crown တောက်ရှော့လိုက်ထားတယ်body kick ကန်ထားတယ်အော်တတောင်းလေးထောင်းလာပြီလားဝေးယူဟုတ်တယ်ဘယ်တော့တစ်ချက်ကျွေးထားတယ်ဒီကောင်လေးဒီပွဲမှာ body kick ပဲကန်ကြရတယ်သိရမလားလုံးဝ high kick တွေကန်တာသိမတွေ့ရအောင်ဟုတ်တယ် body shot ဟ
ဘာလို့မကောင်းတယ်ဘယ်ညာတွေအော်ဘလို့ဖြစ်တာအော်ဘော်လီရှော့မိသွားတာဗျပါဝါကတော့အဲ့လောက်မပါဘူးဒါပေမဲ့ဒီတိုင်းအနေထားကတော့လုံးဝလော့ဒေါင်းပါလို့ဒါမှဆင်ရေးနေတယ်ဟုတ်တယ်ပင်လက်တီတွေဝင်ထားတယ်ဟုတ်တယ်ဘော်လီကဟိုလက်တီတွဲလုံးမှာအဲ့လောက်မဟုတ်ဘူးခြေကန်ချက်တွေမှာတော်တော်လေးကောင်းကြတယ်ပါဝါပိုင်းအရာတွေဝေးกว่าတောင်ရိုက်တာကြီးရတယ်ကောင်းတယ်ဖေးညာအိုးအပြန်တော့ထိတယ်ဟေးဘိုင်းလက်တီတွေအဲ့မှာဘယ်ဖြောင်းတစ်ချက်ကျွေးတယ်အော်ညာအိုးအပြန်နဲ့ဘယ်ဝိုက်တွေထိတယ်ဟာဟုတ်တယ်ဝဒီခိုင်ဝဒီကကန်ထားတယ်ကောင်းတယ်ဘယ်ဝါတစ်ချက်ကျွေးထားတယ်ဝတီခွန်နေနဲ့တောက်လျှောက်တော့လိုက်နေတယ်ပေါ့နော်ဒါပေမဲ့ထိမိကြီးကြာဒီကောင်ကမလုံနိုင်ဘူးဗျဟုတ်တယ်ရှစ်တောက်โอเค round 2တော့ပြီးရောနော်ဆိုတော့ round 2မှာတော့တက်တူလက်ကဒါဝတီခွန်ကို knock down တစ်ချိန်တော့ရအောင်ယူထားနိုင်တာကိုတွေ့ရတယ်ဟုတ်တယ် body kick ကန်ထားတယ်ကောင်းတယ် body kick တွေအိုးညာဝါတစ်ချက်ထပ်ဝင်ထားတယ်ကောင်းပါရဲ့အော်ထိတယ်ဒါကြီးကတော့အဲ့မှာညာပြောက်တစ်ချက်လုံးဝထိမိပဲမတီဖိုင်တော့ရှော့ကိုတင်းနေပြီတတူလက်ကတော့ဒါ round 3မှာလုံးဝကောင်တာကိုပတ်ပြေးပြီးတော့အနောက်ကိုအကပ်မခံတော့ဘူးဗောနော်သူအနေနဲ့ဟုတ်တယ် body kick ဘာလို့မအေးနောက်ပြန်တောင်းထိဦးဟေးဝတီခွန်ကလည်းလိုက်နေတာဒီကောင်တက်လုံးပါနည်းနည်းကြာလာတယ်ကောင်းတယ် body shot body kick ကောင်းပါလေအော်ညာဝါတစ်ချက်ထပ်ဝင်ထားတယ်ဗျာရှက်တီလေးဟေးလောအနောက်ကိုကန့်မခံတော့ကျွန်တော်လည်းကန်ထုတ်တာကွက်ဆန်းနေထုတ်ကုန်တော့တင်းနေပြီလာစမ်းပါဟုတ်တယ် look at ပိုင်းဘော်လီကလိုက်နေရကွာသိရမလားခြေကန်ချက်ပန်းအရာလည်းထိမိမရှိတယ်လို့လက်သေးတွဲလုံးမှလည်းမရှိဘူးထောင်ရိုက်ချက်ကလည်းမရှိဘူးတစ်ချက်နှစ်ချက်လောက်ပဲအဲ့လိုမျိုးပဲထိတာပဲရှိရညာဘိုက်လေးတွေဘဲဘိုက်လေးတွေပေါ့နော်ကျန်တဲ့ဘိုက်တွေမှာမရအောင်
ဟောနေပါပြီကွာ กันไว้ครับเดี๋ยวตรงเล็กတွေ့လားလုံးဝကန်ထုတ်တာနားရောက်ရင် ใจเหนื่อยแพ้แล้วหาตัวไม่เจอโอ้ต่อยล้มจบครับ โอเคပွဲကတော့ပြီးသွားပြီပေါ့နော်โอเคတစ်တူလက်ကပဲဒါနိုင်သွားတယ်